တောင်ချီရွာလေးဟာသဘာဝတရားရဲ့ဖက်ဖက်နဲ့လှပနေတဲ့ပုံရိပ်တစ်ခုလိုဖြစ်နေတဲ့စိမ့်ဆိုတဲ့လေကွင်းတွေရွှေရောင်နေရောင်အောက်မှာဝင်းပနေတဲ့တဖန်းကြိုင်ကန်လေးအုံးပင်ထမ်းပင်တွေရဲ့လှိုင်လှိုင်ပေါ်နေတဲ့အရိပ်တွေကြားမှာရွာသားတွေဟာရိုးရာဓလေ့နဲ့အညီနေထိုင်နေကြတယ်။ဒီရွာမှာကိုမောင်ဆိုတဲ့လယ်သမားလေးနဲ့သူ့ရဲ့ဖခင်ဦးဘအေးတို့နေထိုင်ကြတယ်။တနေ့မိုးသားတွေလွင့်ပါနေတဲ့နေ့လယ်ခင်းမှာကိုမောင်ဟာရွာနာကထူထပ်တဲ့တစ်တောကြီးတွေကိုမီးဖို့ထင်းရှာဖို့ဝင်လာတဲ့ရုတ်တရက်လေပြင်းတိုက်ခတ်လို့တစ်ကိုင်းကြီးတစ်ခုကျိုးကျလာတော့သူဟာရှောင်မတက်ပဲချောင်းငှက်ကြီးတွေကိုလိမ့်ကျသွားတယ်။အောက်ခြေမှာရေစီးတန်တဲ့ချောင်းရှိနေတာကိုမြင်ပြီးသူလန့်ဖြန့်သွားတယ်ဟဲ့။လူသားနလေးဆွဲပေးပါဦးပြောလိုက်တဲ့အတန်ဟာတစ်တောတွေကနှင်းစီပန်းလိုနူးညံ့ပြီးကြည်လင်လွန်းလာတဲ့ကိုမောင်လှည့်ကြည့်လိုက်တော့ရေစီးကြောင်ဘေးကကြောက်တုံးပေါ်မှာမဲခွေဟာဒီတစ်တောရဲ့နတ်သမီးတစ်ပါးဖြစ်တယ်။သူမနဲ့ကိုမောင်မိတ်ဆွေဖြစ်လာကြတယ်။မဲခွေဟာတစ်တောရဲ့လျှို့ဝှက်ချက်တွေစေးဘက်ဝင်ပင်တွေတဘာဝရဲ့လှပတဲ့အမှုပညာတွေကိုကိုမောင်ကိုသင်ကြားပေးတယ်။ကိုမောင်ကလည်းရွာကလူတွေရဲ့ဓလေ့ရိုးရာပွဲတော်တွေလူသားတွေရဲ့ကြပြတွေတခြင်းတွေကိုပြန်ပြောပြတယ်။သူတို့ဟာတဘာဝနဲ့လူသားချစ်ကြည်ရေးရဲ့အံ့ဖွယ်တန်ရောစဉ်လေးနဲ့ချိတ်ဆက်သွားကြတယ်။တကယ်ရွာကလူချမ်းသာကြီးဦးဆန်ရွှေဟာမဲခွေရဲ့လှပမှုအကြောင်းကြားသိသွားတယ်။သူကမဲခွေကိုတိမ့်ပိုက်ပြီးသူ့ရဲ့နန်းတော်ကြီးထဲမှာထားခြင်းနဲ့လောဘစိတ်နဲ့ရွာသားတွေကိုလှုံ့ဆော်လိုက်တယ်။ဒီနဲ့သမီးမှာရွှေတွေပရံများတွေရှိတယ်။သူ့ကိုဖမ်းရမယ်လို့လူအုပ်ကြီးကိုစီးလုံးတဲ့အခြေအနေဆိုးနေတာကိုသိတဲ့မဲခွေဟာသူမရဲ့နောက်ဆုံးမော်အစွမ်းကိုအသုံးပြုပြီးတစ်တောကြီးရဲ့အလဲဘဟုကရွှေဆွေကွင်းလို့ခေါ်တဲ့လျှို့ဝှက်နေရာလေးကိုကိုမောင်ကိုလမ်းပြပေးလိုက်တယ်။ဒီနေရာဟာနေရောင်ကြီးမှာရွှေရောင်လိုဝင်းပနေတဲ့စမ်းချောင်းလေးတစ်ခုဖြစ်ပြီးရေထဲမှာငွေရောင်ငါးလေးတွေကူးခတ်နေတယ်။ဒီနေရာလေးကိုမပြတ်စည်းအောင်လူသားတွေကိုတင်ပေးဖို့မင်းအပေါ်ကျမယုံကြည်တယ်။လို့မဲခွေကဆိုပြီးတစ်ပင်တွေကြားမှာပျောက်ကွယ်သွားတဲ့ကိုမောင်ဟာရွှေဆွေကွင်းကိုကာကွယ်ဖို့ကတိပြုခဲ့တယ်။သူကရွာသားတွေကိုမဲခွေရဲ့တဘာဝကိုကာကွယ်ပေးတဲ့အရေးပါပုံကိုရှင်းပြတယ်။တစ်တောကကျွန်တော်တို့ကိုထင်းရည်စားစရာလေကောင်းလေတန့်ပေးထားတာ။သူ့ကိုဖျက်ဆီးရင်ကျွန်တော်တို့ပျက်စီးကြမယ်။လို့ရဲဝံ့ပြောတယ်သူ့ရဲ့စကားတွေကနှလုံးသားကိုထိမိသွားတဲ့ဥပအေးရဲ့ပံ့ပိုးမှုနဲ့အတူရွာသားအများစုကိုနားလည်သွားစေတဲ့အဆုံးမှာတော့ဦးဆန်ရွှေရဲ့လောဘစက်သိမ်းသွားပြီးသူရွာကထွက်ခွာသွားတဲ့ရွာသားတွေဟာတစ်တောကိုလေးစားကာကွယ်လာကြတယ်ရွှေဆွေကွင်းကိုလည်းရိုးရာနှက်ကွန်းအဖြစ်သတ်မှတ်ကနှစ်စဉ်တဘာဝကျေးဇူးဆက်ပွဲတော်ကျင်းပလာကြတယ်ကိုမောင်ဟာရွာသူကြီးဖြစ်လာပြီးတဘာဝနဲ့လူသားဟန်ချက်ညီစွာအတူရှင်တွဲနေထိုင်ဖို့လမ်းညွှန်ပေးနေတဲ့တခါတလေညနေခင်းဆောင်းတွင်းမှာတစ်တောထဲကနေနှင်းစီပန်းရင်နဲ့လေးလွင့်ပါလာတတ်တယ်။ဒါဟာမဲခွေရဲ့ကျေးဇူးတင်ပြုံးလေးပဲလို့ရွာသားတွေယုံကြည်ကြတယ်။တဘာဝတရားကိုလေးစားကာကွယ်တဲ့နှလုံးသားတွေရဲ့ကျေးဇူးတင်မှုကိုတဘာဝတရားကလည်းအစဉ်ပြန်လည်ပေးဆက်သလိုတဖန်ပြန်ပေးဆက်နေပါသည်။